ဒီရောက်တော့မလွမ်းဘူးထင်ပေမဲ့အခုတော့ရွာနဲ့အမေကိုလွမ်းနေ3ရက်ကျွန်တော်ကောင်းလေးတော်ချောတယ်ကျွန်တော်ရောထားခဲ့ရတယ်လင်းစိမ်းမှာလင်းကိမ်းမှာ ဘယ်တော့တော့ပေါ့နော်ကိုစီနဲ့ကိုကနဲ့တော့မှဆိုလို့ရှိရင်ဘေးကင်းတယ်အနေရကင်းတယ် စစချင်းတော့ပြင်ပန်းတယ်ဆိုမှလည်းနောက်တားကြွားလို့ရှိရင်တော့အတော်နဲ့သူအကုန်စင်ပြေသွားမယ်ထင်တာပါဒီကတော့မြန်မာနိုင်ငံကနေမြန်ထွက်ခဲ့ပါလို့ဒီမှာတော့အဆင်ပြေသွားပါလိမ့်မယ်လို့အောင်ရက်နေရနိုင်မယ်မင်္ဂလာပါမ မင်္ဂလာပါ အခုရောက်တာဘယ်နည်းကြာပြီ3ရက်ရှိပြီ3ရက်ပဲရှိရော3ရက်ပဲရှိ3ရက်အပေါင်း3ရက်ပဲဟောပါ3ရက်လောက်4ရက်ရှိ4ရက်ရှိပြီ4ရက်ကြောင်ရှိပါကျွန်တော်တို့ဂျပန်မရောက်ခင်ကတွေးခဲ့တဲ့တွေးလေးနဲ့အခုရောက်ပြီးတော့အတွေးလေးနဲ့နည်းနည်းဖားကွာလဲပေါ့ မြေတော့ထင်ခဲ့တာတော့အရန်စီအောင်ပါဂျပန်အခုဒီမှာကျတော့နည်းနည်းတိတ်တိတ်ဆိတ်ဆိတ်ရှိတယ်တိတ်မကွာချားပါဘူးအထုပ်တော့အသေးစိတ်ဟုတ်ကဲ့ဆွဲရနည်းနည်းဆာရွက်ဆာရန်ကြီးအရင်များပြီးတော့လောရတဲ့ကိစ္စတွေကတော်တော်များတယ်လို့ခံစားပါနော်နည်းလူစီမထင်တာပါနော်ဒါပေမဲ့နည်းတော့လူနဲ့ငြိမ်နေတာတွေ့ရတယ်ကျွန်တော်ကောင်းလေးတော်ချောတယ်ဒီရောက်တော့မလွမ်းဘူးထင်ပေမဲ့အခုတော့ရွာနဲ့အမေကိုလွမ်းနေ3ရက်ပဲရှိသေးရွာနဲ့ လွမ်းနေတူတူပါပဲအိမ်ကိုလွှမ်းတယ်အိမ်ဝင်လွမ်းတယ်ဒီ6ကတ်တော့ရှိတာပေါ့ဘယ်လိုလဲပေါ့စံ။ဒါကြောင့်နည်းနည်းဘယ်လိုခေါ်မလဲ။အေးဆက်စိတ်ဖြစ်တယ်ပေါ့နော်။ကိုနိုင်ငံမှာကျနည်းနည်းပူတယ်ဒီမှာအေးရဆိုတော့ကျွန်တော်အေးကြိုက်တော့အဆင်ပြေအရင်အိမ်မလို့တွေ့ထားပေမဲ့ကိုကတော့မအေးသေးနည်းနည်းတော့အေးသေးအေးနေရောကြာ ဒီမှာတော့ဘယ်ချိန်အတွက်လုံယုံတာတော့အခု3ရက်ရောက်နေတဲ့စံပိုက်တယောက်အနေနဲ့အကြံပေးချင်တာရှိလားအစားတောက်လေးတော့မများသိခဲ့ပါဘူး လာခဲ့ပါလို့ဖြစ်ရှင်တဲ့ဆန္ဒတွေဖြစ်အောင်ဒီမှာဖြစ်မြောင်လုပ်ပါလို့ပြောချင်ပါတယ် ဒီမှာလာမယ်ဆိုရင်တော့တိတိချာချာအစကတည်းကလေကိုတီးကျင်တာတွေကိုရှာခဲ့ဖို့အကြံဉာဏ်ပေးပါဘာလို့ဒီရောက်မှရှာလို့ရှိရင်တော်တော်ကိုတိုင်ပတ်တယ်ဘာမှလုံးအောင်မှမသိဘူး နည်းနည်းမရှိရတော့ပါ အဆင်ပြေပါတယ်ဒီမှာလည်းလုံးဝတန်ပါစီကန်းတွေကလုံးဝကောင်းနေပေါ့နော်လမ်းမှာလုံးဝလုံခြုံမှုအပြည့်လည်းရှိရဆိုတော့တော်လေးအဆင်ပြေပါတယ်လို့အတောင်လာဖို့ဖိတ်ခေါ်ပါတယ်အားလုံး တူတူပါပဲဟိုဒီမှာစီကန်းရှိရပေါ့နော်ဟိုဘယ်တော့တော့ပေါ့နော်ကိုစီနဲ့ကိုကနဲ့တော့မှဆိုလို့ရှိရင်ဘေးကင်းတယ်အနေရကင်းတယ်အဲကြောင့်မလို့အဆင်ပြေပါတယ် ဒီမှာတော့အဆင်ပြေသွားမှာပါဘယ်လိုဖြစ်နောက်ပိုင်းကျရင်တော့စစချင်းတော့ပြင်ပန်းတယ်ဆိုမှလည်းတားကြွားလို့ရှိရင်တော့အတော်နဲ့သူအကုန်စင်ပြေသွားမယ်ထင်တာပါအဲ့တော့ကြိုးစားပါစူးစမ်းမှာပါဒီမှာပဲခက်ခဲရပါဒီမှာရောက်ရင်တော့ဒီပါလေရေလိုက်ဆိုင်နဲ့ဟိုပြမှာပါ တာကြသွားဖို့နော် မမှန်ကန်ကြိုးစားရင်တော့ရောက်မှာပါ နေရာတွေတော့အဲ့လိုအကြံပေးချင်တဲ့အကြောင်းလေးဟိုမှာစက်သားကြော်များများယူခဲ့ပါဦး ကျွန်တော်ရောထားခဲ့ရတယ် တာကြော်တားခဲ့လင်းစိမ်းမှာလင်းကိမ်းမှာ မြန်မာစားတော့များများယူခဲ့ပေါ့ ဒီကိုမလာခင်ပေါ့နော်ဒီမှာကိုစားကျင်တဲ့စားတော့တွေကိုစားလာပြီမို့ဒီမှာဘာအသိမရှိဘူး ရစေချင်တယ် စီးတဲ့ကြီးရတယ်လို့ ဒီကတော့မြန်မာနိုင်ငံကနေမြန်ထွက်ခဲ့ပါလို့ဒီမှာတော့အဆင်ပြေသွားပါလိမ့်မယ်လို့ ကျေးဇူး ဒီပါတယ်လို့နေရ နေရတာစီးပဲပြောနေတာပြောနေကျေးဇူးပါအမဒါပါပဲကျေးဇူးပါโอเคကျေးဇူးပါအမဒါပါပဲကျေးဇူးပါကျေးဇူးတင်ပါတယ်ဒီနေ့အချိန်ပေးတဲ့အတွက်အားလုံးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီ view လေးကိုကြိုက်တယ်ဆိုရင် like button လေးကိုနှိပ်ပေးတော့ကြဖို့တောင်းဆိုချင်ပါတယ်နောက်ဆုံးရအလုပ်ကိစ္စလေးတွေနဲ့ဂျပန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအများကြီးတင်ပေးသွားမှာဖြစ်လို့ဒီ channel လေးကို subscribe လုပ်ပေးတော့ကြဖို့တောင်းဆိုချင်ပါတယ် comment မှာလည်းအခု video လေးကိုဘယ်လိုမြင်လဲဆိုတာကိုရေးပေးသွားလို့ရပြီးတော့နောက်ထပ်ကြည့်ချင်တဲ့ video ပုံစံလေးရှိရင်လည်း comment မှာရေးသွားပေးလို့ရပါတယ်ပြီးတော့ကျွန်တော် file set မှာတနင်္လာနေ့လောက်ခမြင့်မြင့်နဲ့အချိန်မဲ့အလုပ်လုပ်ချင်တယ်ဆိုတော့ကျွန်တော်ဒီမှာချပေးထားတဲ့ QR code ကနေတစ်ဆင့်ဒါမှမဟုတ် description မှာချပေးထားတဲ့ link ကနေတစ်ဆင့် interview အတွက် reservation လုပ်လို့ရပါတယ်ကျွန်တော်ဒီ line account မှာ interview reservation လုပ်နည်းနဲ့အလုံးနဲ့ပတ်သက်တဲ့နောက်ဆုံးရအချက်လက်တွေကိုတင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် video မှာပြန်လည်ဆုံတွေ့ကြပါမယ် bye bye